2000နလန်ကမဆုမြဝင်းကိုအပိုင်းပိုင်းဟုတ်ခဲ့ပြီးအသက်ခံရမှုဟာတရခံပေါ်ပေါက်လာခဲ့တာတပတ်ကျော်အချိန်ကြာခဲ့ပြီးဖြစ်ပေမဲ့ယခုတည်းအွန်လိုင်းပေါ်မှာတော့စဉ်းစားစရာအငြင်းပွားမှုတွေကပေါ်ထွက်လာလို့ညီစဲပါပဲထပ်ပြီးလေးလာတွေ့ရှိချက်တွေအရဆိုရင်အသက်ခံရသူတားကောင်မင်္ဂလေးမဆုမြဝင်းအသက်23နှစ်ဟာတည်ထုတ်ပြန်ကြေညာထားခဲ့တယ်လို့အပြော့မဲ့တရားမဟုတ်ပဲရိုးရိုးတတနက်စမအလုပ်ကိုလုပ်ကိုင်နေခဲ့တဲ့သူဖြစ်တဲ့အပြင်အမျိုးသားဖြစ်သူဟာလည်းမိသက်ဌာနမှာအလုပ်လုပ်ကိုင်နေတဲ့အနေအထားတစ်ခုရှိသူအမျိုးသားတစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲတည်ထုတ်အုံတွေရရှိခံစားနိုင်စေဖို့ Amis Fire Pass ကို subscribe လုပ်ထားရုံနဲ့နေ့စဉ်အတစ်ဆိုတဲ့တရင်အညုံဖုန်းတွေကိုရယူခံစားနိုင်နေပြီမို့ subscribe လုပ်ထားကြပါအောင်ဆိုမင်္ဂလာအပေါင်းနဲ့ပြည့်စုံရှင်လက်ချင်းမိကြပါစေရှင်ဇာတိကနတ်တလင်းမျိုး6မိုင်ကြီးကျွေးရကရွာသူလေးဖြစ်ပြီးရန်ကုန်မှာဒက်စမတင်နဲ့တက်ခဲ့ပြီးနောက်ဂျပန်ပေါ်ပေါ်ရေးတာရီမှာတွားပြီးအလုပ်လုပ်ကိုင်နိုင်မှုအတွက်အလုပ်အင်တာဗျူးဆောက်ရင်မြန်မာနိုင်ငံမှာအတွေ့အကြုံယူနေခဲ့တဲ့သူတယောက်စုမြဝင်းနဲ့နတ်စလုံငန်းခွေမှာအလုပ်အတူလုပ်နေခဲ့သူတင်နာတက်တဲ့အချိန်မှာရင်းနှီးခဲ့တဲ့သူတွေကလည်းမစုမြဝင်းကအပြော့မဲ့အလုပ်လုပ်ကိုင်နေဆိုတာကိုမယုံကြည်နိုင်လောက်အောင်ခက်ခဲကြရတယ်ဘာလို့လဲဆိုတော့စုမြဝင်းဟာချွေးချင်ချွေတာတက်ပြီးရှိတာလေးနဲ့လောက်အောင်တုံးတက်သူရိုးရိုးကုတ်ကုတ်အရှိကြီးသူတယောက်ဖြစ်နေကြတာမို့ပါပဲ။ online ပေါ်က Telegram တိတ်ကဲဆိုတာမျိုးက free တွေမှာဒါမျက်နှာတွေဖုံးထားပေမဲ့ VIP လို့ group တွေမှာဆိုရင်တော့မျက်နှာဝါဖုတ်ပြပြီးခန္ဓာကိုယ်တစ်ခုလုံးပေါ်အောင်တက်ပုံလိုက်ချိုက်တင်ပြရတာမျိုးပါ။အိမ်နောက်ရှိအမျိုးသမီးတယောက်အနေနဲ့ဒီလိုအလုပ်မျိုးကိုလောက်ကင်မယ်ဆိုရင်အမျိုးသားရဲ့အတိအကျွမ်းနဲ့လူမှုပတ်ဝန်းကျင်ကလူတွေတည်တော့ခဲ့မယ်ဆိုရင်တက်တဲ့အခါအလုံးကြီးနဲ့မိတော့ခဲ့မှာဖြစ်နိုင်တာကြောင့်အရှာအချောက်ကြီးသူလူယူကုတ်နေတဲ့သူမဆမြဝင်းအနေနဲ့ဒီလိုအလုပ်လုပ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးလို့ဆိုကြပါတယ်။ခွဲလွန်တို့မဆမြဝင်းဟာတည်ထုတ်ပြန်တဲ့အချိန်မှာအပြော့မဲ့အဖြစ်ဖော်ပြခံရတာကြောင့်နင်နာသူရဲ့မိဘလင်းယောက်ျားညီအကိုမောင်နှမတွေဟာလည်းတူကြတဲ့မျက်နှာမဖော်ရဲခဲ့တာမို့မဆုမြဝင်းဟာအပြုတ်မဲ့မဟုတ်ကြောင်းညီချက်တို့ခွင့်မရကြရှာတော့ပါဘူးနောက်တစ်ချက်ကဘုန်နီနှုတ်ကင်ပေသူအိမ်မအောင်ဟာလည်းအသက်18နှစ်ပဲရှိသေးရဲ့မင်းမငယ်လေးတစ်ယောက်သာဖြစ်ပြီးသူ့ရီစားကောင်လေးဟိုတယ်မှာအပြုတ်မဲ့ခေါ်အိပ်ပြီးအလောင်းဖြတ်ကူပေးဖို့ဆိုတာကဘလောက်ပဲအချစ်စိတ်ငုံနေခဲ့ပါစေစဉ်းတော့မစင်စားရလောက်တဲ့ကိစ္စကြီးတစ်ခုပါပဲဒါအပြင်အင်မောင်ဟာစေမြောင်းရရှိကြီးတယောက်ရဲ့သမီးဖြစ်ပြီးနိုင်ငံခြားမှာကြောင်းတက်ဖို့အတွက်ပြင်ဆင်နေခဲ့တဲ့သူပါလူသက်သမားအောင်ခန့်ကျော်စေဟာဒါအစ်စ်ပလင်အလောင်းထဲဖို့အမှတ်အိတ်စောက်တာတွေကိုတော့စနစ်တကျပြင်ဆင်ခဲ့တယ်လို့အလားအပုတ်နဲ့မြင်မြန်ထွက်မှာဆိုလို့ကိုတွင်းကလေးစာတွေကိုတော့အမှတ်အိတ်ခက်ထည့်ပြီးဘူကျုလန်းတောင်းကအမှိုက်ပုံးမှာပပစ်ခဲ့တယ်လို့ထွက်ဆိုထားတယ်ဆိုပေမဲ့ကိုတွင်းကလေးစာအထုပ်ကြီးကိုတော့တပ်ပစ်ဖို့အတွက်ကြက်စီနိုင်တဲ့လူတစ်ယောက်ဖြစ်တာမို့အပိုင်မှန်ဖြစ်ထားတဲ့ကျွန်းကျရိခနာကိုကြီးကိုတပိုင်းစီလိုက်ပစ်ထားဖို့မတွေးမိဘူးလားဒီအချက်ကြီးကလည်းအချီအကျဲဟာခွက်ကြီးပါပဲထပ်ပြီးတုံးတက်ကြည့်ရမယ်ဆိုရင်ဒီလိုရက်ဆက်မှုမျိုးကျူးလွန်ဖို့အတွဲဆိုတာအောင်ခက်ကျော်စင်ကသူ့မိသားစုဘဝကိုကာကွယ်ဖို့အတွက်လှုပ်ဆောင်ခဲ့တာမျိုးဆိုရင်တော့ပူပြီးရုပ်တိရှိပါအောင်မယ်ရှူတောင်တစ်ခုကနေတွေးကြည့်ကြရအောင် Beauty World Hotel ကိုအောင်ခက်ကျော်စင်ကရှောက်ဖူးတာမို့တက်ခုသူဧည့်သည်တွေကိုဂယုမဆိုင်ခလေးမထားကြဘူးလုံချုံရေးအားနေပုံလူအဝင်အထွက်များပြီးစုညံနေလိရှိပုံကိုသူသိထားပါလိမ့်မယ်ဒါကြောင့်ပဲဒီဟိုတယ်ကိုလူတက်မှုကျူလို့မှုအတွက်ရွေးချယ်ခဲ့တာဖြစ်ပြီးတေဆုံးသူမဆုမြဝင်းနဲ့ပုံမှန်ချဲတွေ့နေကြလူတယောက်တို့ဟန်ဆောင် message book ချင်းဆိုခဲ့ပြီးတော့မဆုမြဝင်းရောက်လာချိန်မှာတော့ဘာကြောင့်ဒီလိုချင်းဆိုခဲ့လဲဆိုတာကိုပြောပြီးအလေးအငိုက်မှာတက်ဖြစ်ခဲ့တာအဲ့ဒီနောက်သူ့မိသားစုကိုကာကွယ်ဖို့အတွက်ဒီအမှုကိုကျုံအောင်ခဲ့မိတာဖြစ်ကြောင်းအင်မွန်အောင်ကိုပုတ်ပွင့်လင်းလင်းပြောပြခဲ့ပါမယ်။အောင်ခိုက်ကျော်စင်ရဲ့မိသားစုအရှုပ်အထွေးကိုတိနာလဲထားတဲ့အင်မွန်အောင်ကလည်းဒီအစီအစဉ်ကိုလက်ခံခဲ့ပြီးတော့ကိုကြီးဆောင်ရွက်ပေးဖို့အတွက်သဘောတူညီခဲ့ပါတယ်။အောင်ခိုက်ကျော်စင်ရဲ့ကနက်ဦးအစီအစဉ်မှာတော့အင်မွန်အောင်ကိုပါဆက်သွင်းမှုအတွက်ရည်ရွယ်ရိုးရှိခဲ့တာမျိုးမဟုတ်ပါ။သူကက်ဆာထားတာထက်ရုံရက်ဆန်ခတ်ဖြစ်မှုကပုတ်ပြီးကြီးကျယ်သွားခဲ့ပြီးကရွတ်တော်များများအခန်းထဲမှာပေးချသွားခဲ့လို့သာတန်ရှင်းရေးကူညီပေးမဲ့သူလှူလာခဲ့တာပါအလောင်းကိုခက်ပြက်ရမှာတော့နှလမလောက်အတုံးလေးတွေတုံးပြီးဟိုတယ်အိမ်နာတဲ့ကိုထည့်ပြီးအယိုးတွေကိုတော့အမိုက်ပုံမှာပြစ်ဖို့အတွက်စဉ်းစားမိပါလိမ့်မယ်လူသက်အလောင်းဖြတ်ရုပ်ရှင်တွေအများကြီးကြည့်ထားတဲ့လူတယောက်အနေနဲ့ဒီလောက်တော့စဉ်းစားခဲ့မိပါပဲဒါပေမဲ့အချိန်အင်အားကြာနေခဲ့တာကြောင့်ဒါမှမဟုတ်အင်မိုအောင်ကဒီလိုရုံစီရကိစ္စကြီးကိုမလုပ်ချင်တာကြောင့်ဒီအစီအစဉ်ကအလုံးမဖြစ်ခဲ့တာဖြစ်နိုင်ပါတယ်သို့မဟုတ်ကမလေးရဲ့ပေါင်မှာတက်တူတော့မဟုတ်သူအကာအကွယ်ပေးချင်တဲ့သူနဲ့တခုခုပတ်သက်နေတဲ့တက်တူမျိုးရှိနေခဲ့တာကြောင့်တဲတော်စာဖျောက်ဖျက်ဖြစ်ဖို့အတွက်ပေါ့အသားကိုအရင်ဦးဆုံးတီးထုတ်ထားလိုက်တာမျိုးပေါ့ပေါင်သားနည်းနည်းလောက်ပဲလိရိုက်မယ်ဆိုရင်တော့
တဲလို့စာဖြောက်တာဘယန်းတိတာသွားမှာဆိုလို့ကျန်အပိုင်းတွေကိုပါလှီးပြီးဖြောက်လိုက်တာဒါမှမဟုတ်တောင်သားတွေလီရတာဖြောစရာကောင်းတယ်လို့ဖြစ်လာလို့ကျန်အပိုင်းတွေကိုပါလှီးပြီးအိမ်သားရဲထဲလိုက်တာအီမိုအောင်ရောက်လာတဲ့အခါမှသာယူစရာကြီးတွေမလုပ်ဖို့တားမှမလောင်းကိုအိတ်ထဲလို့ရအောင်လောက်ပိုင်းပြီးအိတ်ထဲလိုက်ခဲ့တော့တာလို့ရှုမြင်လို့ရပါတယ်အလောင်းကိုပါလို့အဆုံးထိမဖြောက်ပြနိုင်ခဲ့လေဆိုတော့တေပုမြေချိန်မှာရရဆက်ဆက်လူတက်မှုကိုကျူးမနိုင်ပေမဲ့သွေးအေးနေချိန်မှာတော့အလောင်းကြီးကိုကင်တွယ်ရမှာညှို့ရှာလာတာသွေးတွေတုပ်ကူပေးနေတဲ့အင်မွန်အောင်ကညှင်းညူနေတာကိုတီးမခတ်နိုင်တာပထမအချိန်ကလေးစားတွေတပ်ပစ်ခဲ့တဲ့အချိန်ကလူတွေကြည့်ကြတဲ့တန်တရားမျက်လုံးတွေကိုကြောက်ရွံ့ပြီးတော့ပြတ်တုံးမိမြမိတော့ခဲ့ရင်ဆိုရဲကိုပြန်ထောက်တတ်တဲ့မကောင်းမှုအရေးတစေကပြန်ချောက်နေတာအဆရှိသဖြင့်အကြောင်းအရာတွေကြောင့်ဟိုတယ်ပရင်ပုတ်ကအဲကွန်အောက်တော်ယူနစ်နှစ်ခုထားရမှာတင်ထားခဲ့လိုက်တော့တာပါသူ့အတွေ့ကဒီဟိုတယ်ဟာဆက်ရှင်9ချိန်အခန်းပြောက်ချိန်နေမှာတော့တက်ရှင်ရည်တိချမလုပ်ပဲပီရောခုတက်တာမို့ရဲ့လူအဝင်အထွက်အရန်များတာကြောင့်သူတို့ထွက်ပြီးတိတ်မကြခင်မှာနောက်ထပ်တစ်ယောက်ရောက်လာပြီးတဲခုမယ်အဲ့ဒီနောက်မှာတော့နောက်တစ်ယောက်ပြီးတစ်ယောက်ထပ်လာတော့မှဖြစ်ပြီးတရားခံရှာရောက်ထပ်သွားမယ်ဒီလိုတွဲခဲ့တာကြောင့်အလောက်ကိစ္စကိုခပ်ဖို့ဖို့ပဲတွေးမိတော့ခဲ့တာဖြစ်နိုင်ပါတယ်ဒီကိစ္စကိုသူမိမရဲ့တည်တော့ခဲ့တဲ့အခါမှာတော့နိုင်ငံခြားကိုထွက်ပြေးဖို့အတွက်စီစစ်ပေးနေခဲ့ကြချိန်မှာအောင်ခတ်ကျော်စင်ကိုမိတော့ခဲ့တာပါမိသားစုကကွယ်ဖို့အတွက်မိသားစုအတွက်အနေရရှိတဲ့သူကိုတွတ်တင်ပေးတယ်လို့သူရဲ့ကောင်းကြီးလှုပ်ခဲ့တာမို့မိဘတွေကလည်းဖြစ်ခါမလုပ်ရခဲ့ကြပါဘူးအမွင့်ဖြစ်ပြီးချင်းအချိန်မှာစစ်ကြမ်းမာရေးချို့တဲ့သူဂိမ်းနဲ့လူသက်ဗီဒီယိုတွေကိုအလုံးအကျွဆွဲလန်းနေသူအဖြစ်ဝိုင်းဝန်းပုံဖော်ပေးခဲ့ကြပြီးအမှုကိုကြော့ပေါ့အားဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ် Beauty Ra Hotel ဆိုတာဟိုတယ်ဂရုတွေရဲ့မှာဘက်ဝက်ဗျူတွေဝေးဆက်စာရနေခဲ့တဲ့ဟိုတယ်တစ်ခုတာမတ်တက်ခုနေထိုင်ကြမဲ့လူတွေထက်အချိန်မိုင်းတက်ခုကြမဲ့အတွဲတွေကိုပဲဦးစားပေးဆက်ဆံကြတဲ့နေရာကြီးတစ်ခုဖြစ်ပါတယ်ဒါအပြင်ညှက်လက်တွေအပြော့ကျူးလူငယ်တွေရန်ကုန်မြို့တွေမှာဒုစရိုက်လောကသားတွေအတွက်အလဲတစ်ခုခိုးအောင်ဟန်နေရာကြီးတစ်ခုဖြစ်နေကြတာကြောင့်ပုံဝင်ခြင်းကလူတွေနဲ့အကြောင်းတီတွေကမတက်တဲ့နေရာတစ်ခုအဖြစ်သတ်မှတ်ထားခဲ့တဲ့နေရာပါတက်ခုဘူးသူတွေရဲ့မှတ်ချက်ကိုဒီလာကြည့်မယ်ဆိုရင်ခရီးသွားတွေတုံးပြီးအဆင့်သတ်မှတ်ပေးကြတဲ့ Trade Advisor ဆိုတဲ့ website မှာ Jutina Hotel ကို 2.6 star တာပေးထားပြီးတဲခဲ့ဘူးသမ ्या Hotel ရဲ့မှာအစုပ်ပြတ်ဆုံးပဲစုပ်ပစ်စရာဆိုတာတွေကအများအပြားရှိနေတဲ့နေရာပါကိုရီခရီးကအပြန်မှောင်မိုက်နေလို့ဝင်တဲမိတာရောက်ချင်းစောင်းတဲ့ထွင်းဆိုသလိုပဲတခါလုံးသေးစော်ရီနဲ့နေတာမသိရင်ကိုမဝင်ခင်တဲရောက်ကကြိုပြီးတင်းနဲ့လိုက်ပန်းပေးထားတယ်လို့ပဲဘနိုးမအဆင်မပြေလို့အချက်ချင်းထားပြန်ခဲ့ရတယ်အခန်းထဲကအင်ရခင်းတွေခါအောင်နေဆိုတာကလည်းညစ်ပတ်ဆုပ်ပြက်နေတာပဲဟိုတယ်နဲ့လာမှမတူဘူးအခုမှလူချက်သားတဲ့အခန်းကိုတန်ရှင်းရဲမနှုတ်ပဲထည့်ပေးရဲ့အင်ရထဲကအစွန်းကွက်တွေအောင်မပြောက်သေးဘူးအဆရှိသဖြင့်မကောင်းတဲ့ review တွေနဲ့ဝင်စားနေခဲ့တဲ့ဟိုတယ်တစ်ခုပါတွင်းနဲ့နေအပုပ်နဲ့နေမရဘူးဆိုတာကလည်းဈေးနေတဲ့ဟိုတယ်အခန်းတွေကအမြဲတမ်းလိုညှိဆုပ်ပုတ်အနံကြီးတွေလိုက်နေတာဖြစ်လို့တာမန်လိုပါပဲဆိုပြီးတွေးလိုက်မိကြတာဖြစ်နိုင်တာပါပဲယခုလက်ရှိအချိန်မှာတော့ Beauty La Hotel ကိုတွားကြည့်မယ်ဆိုရင်အော်တိုဘာလ10ရက်နေ့ကစပြီးပိတ်ထားပါတယ်ဆိုတော့ဖင်နိုင်ကိုသာညင်ရမှာဖြစ်ပြီးဘာရစ်ဖြစ်လာအောင်မယ်ဆိုတာကိုတော့အဆောင်ကြည့်ရမယ့်အနေအထားတစ်ခုပါမိတ်ဆွေတို့ကရောဘယ်လိုထင်ပါသလဲအဆောင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်